Hello အားလုံးသောနားဆင်သူပရိသတ်များအားလုံးပဲမင်္ဂလာရှိတဲ့ချိန်ခါလေးဖြစ်ပါစေရှင်။ကျမတို့ရဲ့ Hope for မြန်မာ channel ကနေပြီးတော့ပရိသတ်တွေအားလုံးကိုပြန်လည်လို့ကြိုဆိုလိုက်ပါတယ်။ကျမတို့ရဲ့ channel ကနေပြီးတော့ပရိသတ်တွေအတွက်ကျမကြီးနဲ့ဘုဟုတုတရဝေယကြတွေကိုတင်ဆက်ပေးနေရပဲဖြစ်ပါတယ်။ဒီနေ့မှာတော့ပရိသတ်များနားဆင်နိုင်ဖို့အတွက်လမ်းလျှောက်ခြင်းရဲ့ကျမကြီးရဲ့အကျိုးကျေးဇူးများအကြောင်းကိုမျှဝေတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ရှင်။လမ်းလျှောက်ခြင်းဟာကျမတို့လုံးဆောင်နိုင်တဲ့အလွယ်ဆုံးလေ့ကျင့်ခန်းပါ။ဒါပေမဲ့တရက်ကိုမိနစ်20မှ30လောက်ပုံမှန်လမ်းလျှောက်ပေးခြင်းကသင်္ခဏကိုရဲ့စနစ်အလုံးဒီပါကိုအော်ဆရာကောင်းအောင်ကူညီပေးနိုင်ပါတယ်။လမ်းလျှောက်ခြင်းရဲ့ကျမရဲ့အကျိုးကျေးဇူးတွေကတော့ဘာလဲဆိုတာအတူကြည့်အောင်နော်။နံပါတ်1တွေးလေလက်ပတ်မှုကောင်းစီတွေးလေလက်ပတ်မှုကောင်းလာလို့ကိုလက်ပေါ်ပါပြီးမောပန်းတာလေးလံထိုင်းမိုင်းတာတွေနေသွားစေပါတယ်။နံပါတ်2ကြွက်သားတင်းမာမှုရောစေအထိုင်များသူတွေမှာဖြစ်တတ်တဲ့ခါနဲ့တင်မာကကြွက်သားတင်းမာမှုကိုလျှော့ချပေးပြီးအာယုံကြောဖြစ်စီမှုကိုတသားစီလို့ခါရွယ်စေပြဿနာရှိသူတွေအတွက်အထူးကောင်းမွန်ပါတယ်။နံပါတ်3လက်စမြစ်တွေကိုအပြည့်ပေးလမ်းလျှောက်တဲ့အခါမှာဒူးနဲ့တင်ပါစစ်တွေမှာကြောစီတဲ့ပုံမှုထုတ်လုပ်ပေးလို့အစစ်များယူယူမှုနဲ့အစစ်ရောင်ရံခြင်းကိုကာကွယ်ပေးပါတယ်။နံပါတ်4တွေးပေါင်အစီနဲ့ကိုလေးချိန်လျှော့ချစေမိနစ်20-30လောက်မြင်မြန်လမ်းလျှောက်ခြင်းကအစီလွန်ကျွမ်းမှုကိုအားပေးပြီးဘိုင်စီချာကနှလုံးနဲ့တွေးကြောတွေကိုကျမစီပါတယ်။နံပါတ်5အချက်ကအစာကြေးစနစ်ကိုကူညီပြီးအစာစားပြီးနောက်30-15မိနစ်လမ်းလျှောက်ပေးခြင်းကဦးလန်းကြောင်းလှုပ်ရှားမှုကိုအားပေးလို့ဝမ်းပွားတာနဲ့ဝမ်းချုပ်တာကိုလျှော့ချပေးပါတယ်။နံပါတ်6စိတ်ဖြစ်စီမှုလျှော့ချပြီးလမ်းလျှောက်နေစဉ်ခဏကိုကအဒိုဘန်သက်တွေထုတ်လုပ်ပေးလို့စိတ်တည်ငြိမ်ပြီးစိတ်ဖြစ်စီမှုလျှော့ချကညဘက်အိပ်ပျော်တာပူလွယ်စေတယ်။နံပါတ်9အုံနောက်နဲ့မညံကိုကျင်းလင်းစေအုံနောက်ကိုတွေးပူမှုရောက်ရှိစေလို့ရွေးရှင်မှာမညံချုံယိုမှုဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။နံပါတ်10အသက်ကိုရှည်စေသူတည်တနာများအရတနည်းကိုချလန်9000မှ1000လန်းချင်းကအချိန်မတိုင်မီတည်ဆုံးနိုင်ခြင်းကိုတိတိတတ်တာလျှော့ချပေးကြောင်းအတည်ပြုထားပါတယ်။ဒီနေ့အစပြီးနေ့စဉ်လမ်းလျှောက်ဖို့အချိန်ပေးလိုက်ပါ။တင်ကျမရဲ့အတွက်အလွယ်ကိုဆုံးနဲ့အတန်ဆုံးသောယဉ်ကျေးမျိုးနဲ့မှုပါပဲ။ဟုတ်ကဲ့ပါရှင်ဒီကနေ့တင်ဆက်ပေးသွားတဲ့လမ်းလျှောက်ခြင်းရဲ့ကျမရဲ့အကျိုးကျေးဇူးကတော့ဒီမှာတင်ပေးဆောင်သွားပြီရှင်။အခုပြပြပေးတဲ့အကြောင်းအရာလေးကိုနားဆင်နေပြီးမှတော့ဘရက်တွေကတနေ့ကိုပုံမှန်လမ်းလျှောက်ပေးပါလို့အကြံပြုနေဒီကနေ့ရဲ့ကျမရဲ့မျှဝေတင်ဆက်မှုကိုဒီမှာပြင်နာခွင့်ပြုပါရှင်။နားဆင်သူပရိသတ်များအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေလို့ဆုမကောင်းတောင်းပေးနေအားလုံးကိုနှုတ်ဆက်ခဲ့ပါတယ်။ကျမပြောရှင်တဲ့နေ့ရက်တိုင်းကိုအစံတော်ဝါရရှိပိုင်ဆိုင်နိုင်ကြပါစေရှင်။